တကယ်လို့အီရန်ကသာဟော်မုစ်ရေလက်ကြားကိုပိတ်ပစ်လိုက်မယ်ဆိုရင်ကမ္ဘာလုံးကိုဘယ်လိုပေးရိုက်သွားနိုင်မလဲဘယ်နိုင်ငံကအထိနာဆုံးဖြစ်မလဲဆိုတာကိုကြည့်လိုက်ရအောင်အရင်ဆုံးဟော်မုစ်ရေလက်ကြားဆိုတာဘာလဲဆိုတာကိုနားလည်အောင်ပြောပြချင်ပါတယ်သူကအီရန်အိုမန်နဲ့ယူအေအီကြားမှာရှိတဲ့33ကီလိုမီတာလောက်ပဲကျတဲ့နေရာလေးတစ်ခုပါဒါပေမဲ့အဲ့ဒီချင်းမြောင်းတဲ့ရေကြောင်းလိုင်းလေးကနေကမ္ဘာရေနံထောက်ပံ့မှုရဲ့20%လောက်တစ်နှစ်ကိုရေနံစီပေါင်း18တန်းလောက်ဖြတ်တန်းသွားလာနေတာပါဒီရေနံတွေကပါရှန်ပင်လယ်ကွေတဲကအီရန်အီရတ်ကူဝိတ်ဘာရိန်းကာတာဆော်ဒီအာရေဗျနဲ့ယူအေအီစတဲ့နိုင်ငံ၈နိုင်ငံကနေလာတာပါယူအေအီဆော်ဒီကူဝိတ်နဲ့ကာတာတို့အတွက်ဆိုရင်သူတို့ရဲ့ရေနံတင်ပို့မှု90%ကကမ္ဘာတဝန်းကိုရောက်ဖို့ဒီလမ်းချင်းလေးကိုဖြတ်သွားရတာပါတကယ်လို့အီရန်ကသာဒီရေလက်ကြားကိုပိတ်လိုက်မယ်ဆိုရင်ခုပြောတဲ့နိုင်ငံတွေကအထိကိစ္စဆုံးဖြစ်သွားပါလိမ့်မယ်ပထမဆုံးကတော့အိန္ဒိယပါဘာလို့လဲဆိုတော့သူကရေနံ85%ကိုတင်သွင်းနေရပြီးအဲ့ဒီတက်က60%ကအီရတ်ဆော်ဒီကူဝိတ်နဲ့ UAE လို့အရှေ့လယ်ပိုင်းနိုင်ငံတွေကနေလာတာမို့လို့ပါအိန္ဒိယမှာစီစည်းတွေမူးထိုးသွားမှာဖြစ်ပြီးရလက်အနေနဲ့ရေနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစက်မှုလုပ်ငန်းတွေအားလုံးအကြီးကျယ်ထိခိုက်သွားပါလိမ့်မယ်စက်ရုံတွေပိတ်ရနိုင်တယ်အလုပ်လက်မဲ့တွေများလာမယ်စီးပွားရေးကိုပြင်းပြင်းထန်ထန်ထိခိုက်သွားစေမှာဖြစ်ပါတယ်ဒုတိယအနာဆုံးကတော့တရုတ်နိုင်ငံဖြစ်ပါလိမ့်မယ်တရုတ်ကကမ္ဘာအကြီးဆုံးရေနံတင်သွင်းတဲ့နိုင်ငံဖြစ်ပြီးတစ်နေ့ကိုရေနံစီပေါင်း10တန်းလောက်သွင်းနေရတာပါတရုတ်ရေနံတင်သွင်းမှု40%ကဒီဟော်မုစ်စီလက်ကြားကနေဖြတ်လာရတာပါတရုတ်ကရုရှားတို့ဘူအာရှတို့နဲ့ရေနံပိုက်လိုင်းတွေတိစောက်ထားပေမဲ့အဲ့ဒါတွေကသူ့ရဲ့စွမ်းရည်လိုအပ်ချက်20%လုံးမကာမိပါဘူးဒါကြောင့်ဟော်မုစ်ကိုသာပိတ်လိုက်ရင်တရုတ်ရဲ့စီးပွားရေးကြီးကျယ်ထိုးနှက်ခံရနိုင်ပြီးတရုတ်စီးပွားရေးသာတုံ့လို့သွားရင်ကမ္ဘာတကွန်းလုံးကပါဒီဂီရက်ကိုခံစားရမှာပါတတိယအထိကိစ္စဆုံးကတော့ဂျပန်နိုင်ငံမှာဘာလို့လဲဆိုတော့သူကရေနံ90%လုံးကိုတင်သွင်းနေရပြီးအဲ့ဒီတဲက85%လုံးကဟော်မုစ်ရေလက်ကြားကနေဖြတ်လာရလို့ပါပဲစတုဒ္ဒအထိကိစ္စဆုံးကတော့ဆော်ဒီအာရေဗျဖြစ်လာမှာပါဆော်ဒီရဲ့ရေနံတင်ပို့မှု80ကနေ90%လုံးထိဟာဟော်မုစ်ရေလက်ကြားကနေလို့စစ်ကမ္ဘာကိုတင်ပို့နေတာဖြစ်ပြီး10%လောက်ပဲသူ့ရဲ့ပင်လယ်နီကဲုံးတန်းကနေဥရောပကိုသွားတာပါဒါကြောင့်အဲ့ဒီအဓိကလမ်းကြောင်းသာပိတ်သွားရင်ဆော်ဒီရဲ့စီးပွားရေးအတော်လေးကိုထိခိုက်သွားမှာပါနိုင်ငံတကာနိုင်ငံကသူ့ဝင်ငွေရဲ့80ကနေ90%လောက်ထိရုတ်တရက်ဆုံးရှုံးသွားတယ်ဆိုရင်မြင်အောင်ကြည့်ပါဘာတွေဖြစ်ကုန်မလဲဆော်ဒီမှာလည်းအဲ့လိုမျိုးဖြစ်သွားနိုင်ပါတယ်ဆော်ဒီအနေနဲ့လမ်းကြောင်းပြန်ဖွင့်ဖို့သူ့ရဲ့စစ်တပ်ကိုစစ်လို့တာမျိုးလှုပ်လာနိုင်ပြီးများပြီးအဲ့လိုသာဖြစ်လာပါကအခြေအနေကပိုဆိုးသွားနိုင်ပါတယ်ပြည်စမမြောက်ကတော့ပါကစ္စတန်မှာသူကရေနံ90လုံးလောက်ကိုဟော်မုစ်စီလက်ကြားကနေရနေတာပါဒီရေနံကနေနိုင်ငံစွမ်းရည်လိုအပ်ချက်29%လောက်ကိုဖြည့်ဆည်းပေးထားတာပါလမ်းကြောင်းသာပိတ်သွားရင်ပါကစ္စတန်မှာကုန်စည်နှုန်းတွေကြီးကျယ်တက်သွားနိုင်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာအလှည့်ပြောင်းလေးတစ်ခုတော့ရှိပါတယ်ပါကစ္စတန်ကအီရန်နဲ့နယ်စပ်ချင်းကပ်နေပြီးပါကစ္စတန်မှာရှိတဲ့ဒီဇယ်35%ကအီရန်စီကနေတရားဝင်နေတယ်လို့အစိုးရစီကံတာတော်တော်များများကဆိုကြပါတယ်ဒါကြောင့်ရေလက်ကြားပိတ်ဆို့ခံရရင်ပါကစ္စတန်ကရေနံအတွက်အီရန်စီကိုတိတ်တဆိတ်ပဲဖြစ်ဖြစ်တရားဝင်ပဲဖြစ်ဖြစ်လှည့်သွားနိုင်ပါတယ်အဲ့နောက်မှာတော့ UAE ပါလာပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ရေနံတင်ပို့မှု82%လောက်ကဒီရေလက်ကြားကိုမှီခိုနေရလို့ပါဒါပေမဲ့ UAE မှာအရန်ရွေးချယ်စရာလမ်းကြောင်းတစ်ခုရှိပါတယ်သူတို့မှာအဓိကပိုင်လိုင်းတစ်ခုရှိပြီးအဲ့ဒီကနေရေလက်ကြားကိုရှောင်ကွင်းကရေနံ60%ထိတင်ပို့နိုင်ပါတယ်ဒါပေမဲ့လည်း UAE လို့စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုအတွက်ကျန်တဲ့40%ဆုံးရှုံးသွားတာကကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်နေဦးမှာပါပဲနောက်ဆုံးအနေနဲ့ကတော့ပြင်သစ်ဂျာမနီနဲ့အီတလီလိုဥရောပနိုင်ငံတွေပါဝင်